လေးဦးငယ်ချင်းနေကလေးကိုမြင်တော့အောင်းမိတယ်လေးနဲ့တော့မခံနိုင်နဲ့ဆက်လိုက်တလိုက်ကိုလက်ချမှာညက်ပြီးတောင်းနေတာကိုလေဘာလို့ကြည့်လို့တွေလုံနေရတာလဲကလေးဦးအောင်းမိတယ်ကွယ် ။ကျွန်တော်ဆေးလေးတောက်တာကိုမြင်ခဲ့တာလား ဟုတ်တယ်ကလေး ။ဒါဆိုဘာလို့မတားခဲ့ရလဲ။တောက်တာမကြရင်လာတားပါလား။ဘယ်တားပါမလဲ။ဦးငယ်ဘေးကအမျိုးသမီးကလက်ကိုတင်းတင်းကင်ထားတာကို ဦးငယ်တောင်းပန်ပါတယ် မလိုပါဘူး ဦးငယ်ကလေးကိုမျောလင်းချက်တွေပေးမိခဲ့တာဦးငယ်ရဲ့အမားပါကွယ် ။အစားကလေးကမပတ်သက်မိခင်ကောင်းပါပဲနော်။ခုတော့ကျွန်တော်လာခြင်းလေးရတယ် မိဘတွေသဘောမတူလို့လောက်ခွဲရတာပါကလေးရဲ့ ။အော်ဘယ်တော့တူပါမလဲ။ဦးငယ်တို့အတိုင်းဝိုင်းကအရင်ကြီးမားတော့ကျွန်တော်တို့အနေစားနဲ့ဘယ်တော့တူပါမလဲ ကလေးရဲ့ဦးငယ်ရင်တွေနားလာပါတယ်ကွယ် ။ဟုတ်ပါတယ်။ဦးငယ်နာကျင်တာဟိုမိမနဲ့လက်မတက်ခင်လေးဒီမှာကျွန်တော်နာကျင်ရတာတပွားစားလုံးမှာဦးငယ်ရဲ့ ဦးငယ်တောင်းပန်ပါတယ်ကွာဦးငယ်ကိုခွလို့မယ်မလားယင် ဟေးဦးငယ်ကျွန်တော်အုတ်ကူရဲရောက်တဲ့အထိလုံးဝခွင့်မလို့ဘူး ကလေးရဲ့ မခေါ်ပါနဲ့တော့ကျွန်တော်နာမည်ကိုပဲခေါ်ပါဦးငယ် ဟုတ်ပါပြီတူတာ ပြောလေ အရင်လိုလေးပြားလို့ထူပါလားကလေးရ ဦးနဲ့ကျွန်တော်နဲ့ကဘာမှမဆိုင်တော့ဘူးလေ ကလေးရဲ့ဦးငယ်နောက်ဆုံးအနေနဲ့တစ်ခုမင်းမင်းနော် လေ ဦးငယ်ကိုချစ်လာရင် မချက်ဘူးတိတ်မငယ်ငယ် ချီကွေးစရာဘာမှမရှိ我只是给